Hello ဟုတ်ကဲ့ဟုတ်ကဲ့ဖုန်းခေါ်တယ်လို့ပါဟုတ်ပါတယ်ဦးမြင့်လင်းအောင်ဖုန်းဘလော့ထားလားစမ်းကြည့်တာပါဟုတ်ကဲ့ပါအော်ဟုတ်ကဲ့ဘလို့ထားရပါဖြစ်လို့လည်းမသိဘူးနော်ဟမ်မသိကျင်လို့လေဖုန်းဆက်ကြည့်တာပါဟုတ်ကဲ့ပါအော်ဟုတ်အကြောင်းဘလို့လဲတော့မသိပါဘူးဗျာအော်အကြောင်းမရှိလို့လေဘလို့လဲဆိုတာဟုတ်ပါဗျာရေးရှိလို့လားဘာနဲ့လက်ရှိလို့လဲရေးကြီးရဆိုတဲ့ဟာတော့ပိုရေးကြီးပါတယ်ဟုတ်ကဲ့ဒါမဲ့ရေးကြီးရလူတော့ပါပဲအမိတော့ရေးမကြီးပါဘူးအော်โอเคဆိုလည်းပြီးတာပဲဟုတ်ကဲ့ဒီမှာကလောရောက်နေတယ်ဟုတ်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျမပြပြစကားပြောဘာဖြစ်လို့ဖုန်းဆက်လာလဲဟာမင်းနဲ့ကျုံးတဲ့ဂျမ်းမှာဖုန်းမဆက်ရဘူးလားဟိုတနေ့ကပဲပတ်စံ330ခီးထုတ်ဖို့ပေးလိုက်တဲ့လူတယောက်ကအဲ့ဒီနောက်ပိုင်းဘာမှဖုန်းဆက်စရာမလိုတော့ဘူးလားမဖွင့်သေးဘူးကိုရဘာဖြစ်လို့လဲခဏလေးကိုပြောလိုက်စမ်းပါကိုခဏလေးစပီကာဖွင့်ပြီးပြောလိုက်စမ်းပါတတိရှိနဲ့ဘာလို့ကျမပြောရမှာလဲပြောရမယ်လေမင်းအောက်စပွန်ဆာလိုဖာခံလိုနဲ့မင်းဆက်သွယ်ထားတာလေဟာပြောပါဦးမင်းကငါ့ကိုအချီကိုသိန်း100နဲ့ဆက်သွယ်ထားတာလေဟုတ်ပြီကျမရန်ကုန်ပြန်ရင်တွေ့မယ်နော်ကိုခဏလေး Hello စပီကာ Hello ကိုမင်းဆိုနေဘာပြောမှာလဲကိုရဲ့ဖေမင်းဘာပြောချင်တာလဲဖေမင်းဘာပြောချင်တာလဲဘာပြောရမှာလဲရောငါမင်းကိုမေးလိုက်ရောမင်းနဲ့ငါနဲ့စပွန်ဆာမနစ်ကတနေ့လုံး3,000ကျော်စပွန်ဆာပေးထားတာရောဟုတ်လားဟုတ်ပါမင်းဘာလို့ချင်းလဲငါစီမှာတောင်းလိုက်ငါထောက်ထားတွေကုန်ပေးမယ်โอเคဟုတ်ပြီအခုဘယ်လိုစပွန်ဆာမျိုးပေးမင်းဘာလို့ချင်းလဲမင်းလိုချင်လိုက်ကိုခဏလေးဟုတ်ပြီအခုကျွန်တော်အခုဖုန်းဆက်မယ်အခုအဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်โอเคမင်းကြိုက်တဲ့ဆက်လို့ရတယ်နော်ဟုတ်ကဲ့ကိုကျေးဇူးပါမဟုတ်ကျွန်တော်အဲ့ဒါလေးကြည့်ချင်တာဗျာအားနဲ့ဘယ်လိုပတ်လဲဆိုတော့ထောက်ထားပါပေးမယ်ဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါကိုအေးဟုတ်ပြီအေးကျွန်တော်အဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်ကဲ့အေးမင်းတော့ငါနာမည်တော့မသိဘူးလားမင်းเจ้าအေးသွဲပြောနေတော့ငါကြားနေတယ်ဟုတ်ကဲ့ကိုဟုတ်ကဲ့ပါမင်းနဲ့ကွဲပြီးမှမင်းကဒုတိယကြီးသားလို့တော့ပြောတယ်ကွာဟုတ်ကဲ့ကိုဟုတ်ဒီမှာကြီးသားတော့ကဲမင်းလို့တယ်ဦးမလျောင်ပြောပါဗျဦးမလျောင်ရန်ကုန်မှာဘယ်နေ့အားလဲရန်ကုန်မှာဘယ်နေ့အားလဲဆိုတော့ပြောစရာမရှိဘူးလေမင်းနဲ့ငါနဲ့စကားပြောစရာအကြောင်းကမရှိတော့ဘူးလေဒါပေမဲ့ဘာပြောရှိပါတယ်အခုကဦးနေလျောင်တိန်းထောင်စီကျမစပွန်ဆာယူထားရတယ်ဆိုတော့ကျမမိသားစုဘဝဦးနေလျောင်ထားလိုက်ပါတော့ဟိုပါလေဒီမှာစကားပြောရအောင်ဟုတ်ဒီစကားပြောဖို့ဆိုတဲ့ကိစ္စမင်းမဟုတ်ဘူးလားလို့ညင်းလိုက်တယ်ကွာကျမစပွန်ဆာယူထားရတော့မဟုတ်ဘူးလေဦးနေလျောင်စပွန်ဆာယူထားမဟုတ်ဘူးဆိုတာငါမင်းကိုမလောက်တာတခုပဲရှိတာလေမင်းနဲ့အန်ကလီမှာ2ညဟိုတယ်မှာချိန်တယ်နော်ဘန်ကောက်သွားဖို့ချိန်တယ်အဲ့ဒီချိန်မှာငါလက်မခံခဲ့တာတွေပဲရှိတာလေအဲ့တော့ငါပေးထားတဲ့ဘက်ဦးနေလျောင်ထောက်ထားတယ်ကွာကိုမန္တလေးမှာမနေ့ကမက်လာ25 26 29မှာပြန်လာတယ်ဟိုတယ်IBဟိုတယ်ဟိုမှာသွားပြီးတော့အဲ့စင်းမှာရတယ်လေဦးနေလျောင်ဦးနေလျောင်အမျိုးသမီးရောဦးနေလျောင်ရောကျမရဲ့ဒီစီကားနေရောပေါ့နော်ကျမတို့တွေ့စင်တယ်ကျမဖုန်းနဲ့ပြောတာဘာမဝင်ဘူး no ဖုန်းနဲ့ပြောတာဘာမဝင်ဘူးလောလောဆယ်ငါကလောရောက်နေတဲ့အတွက်ကြောင့်မလို့ငါအပျော်ရမလားလို့လုပ်တဲ့အတွက်ပဲလေအဲ့တော့ရတော့ဟိုတယ်လို့မှပဲကြည့်လိုက်လေကွာနင်းစဉ်းစားကြည့်လာလေဟဲ့ဦးနေလျောင်မင်းကဖိုးတော်ဒီမှာလေငါဖိုးသူဒီမှာတဲတယ်လေ23တက်စတဲတယ်ကွာငါတို့မင်းနဲ့စဉ်းစားမှစကားပြောမယ်ဦးနေလျောင်ငါမျိုးရောက်တာမရောက်လားမင်းအောင်မင်းစဉ်းစားโอเคငါအပြစ်မှာလေစင်းတွေ့ပြပဲစကားပြောချင်တယ်ဦးနေလျောင်ဟယ်လိုငါအပြစ်မှာလူချင်းတွေ့ပြပဲစကားပြောချင်တယ်နင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူးငါဟယ်လိုအခုသိသွားပြီအခုနင်းပြောတဲ့စကားတွေအကုန်လုံးတက်သိသွားပြီဘာရှိတယ်လို့ငါပြီးတော့ညမလားလို့လုပ်တယ်အဲ့ဒီကကောင်းမနဲ့နင်းချန်တာမပြောနဲ့နေခုစီးနေလိုက်တာဒီဘောကငါပေးရတာရှိတယ်နင်းကိုလေရောငါလာတွေ့မယ်
နင်ပေးနင်